တငယ်ရှင်တို့မင်္ဂလာပါ NNY channel ကနေကြိုဆိုပါရရှင်ဒီနေ့မိတ်ဆက်ပေးမဲ့ဆိုင်လေးကတော့ကင်းစာဟပ်ပေါ်ရှင်ချခုဆိုင်လေးပါရှင်ဒီပင်လေးစာရကြည့်လိုက်ပါအောင်တငယ်ရှင်တို့ရမ်းမိုက်ရနော်ဈေးကြီးတဲ့ပင်လေးစာနဲ့စားစရာတွေလည်း share ပဲအများကြီးရှိမှဒါတွေအားလုံးကို buffet နဲ့စားပါမယ်ရှင်နန်းတို့ကတော့ဆိုင်မဖွင့်ခင်မိနစ်20လောက်စောသွားမှတပ်ပုံလေးတွေတော့ရိုက်ခဲ့ပါတယ်ဒီဆိုင်ရဲ့ website မှာသူတို့ရေးထားတာပေါ့နော်ဆိုင်လေးရဲ့ဒီဆွဲဆောင်မှုလေးတစ်ခုကတော့အရေးတွေးမြင့်နဲ့အစာအသောက်တွေလှပတဲ့နေရာလေးတွေအရသာရှိတဲ့ယာကီနီခုဂျပန်စာအနောက်တိုင်းစာတရုတ်စာတွေကိုအားလုံးကို buffet နဲ့စိန်ကြကြစားနိုင်တဲ့နေရာလေးတစ်ခုကြောင့်မလို့အရန်ဆွဲဆောင်မှုရှိတယ်လို့ဆိုင်မှာတင်ထားပါတယ်တကယ်တမ်းတော့လည်းနန်းတို့သွားစားကြည့်လိုက်တော့မျောလင့်ထားတာထက်အရန်ကိုစိတ်ကျဉ်တဲ့ဆိုင်တစ်ဆိုင်ဖြစ်ခဲ့ပါတယ်ဒီဆိုင်ကတော့ရှင်ဂျူကုဆန်ချုံမဲ့ဘူတာကနေ10မိနစ် JR ရှင်ဂျူကုဘူတာကနေ6မိနစ်လမ်းလျှောက်ရုံနဲ့ရောက်နိုင်တဲ့နေရာကောင်းမှရှိပါတယ်အသားဆူရှီတရုတ်ဟင်းဂျပန်ဟင်းအချိုပွဲအပါဝင်ဟင်းပွဲ150ကျော်ကိုဒီအားလုံးကို buffet နဲ့စားနိုင်တဲ့ဆိုင်ဆိုတာအရင်ရို့ဆွဲဆောင်မှုရှိရဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်တောက်စရာလည်းပဲအမျိုးအစားစုံလင်မှချစ်တူနဲ့ကိုပေါ်တာတွေနဲ့ပေါ့နော်တငယ်ချင်းတွေနဲ့သွားစားရင်အရင်ပြောတဲ့ဆိုင်လေးပါရှင်စားတော့တဲ့အချိန်တွေကိုရွေးချယ်နိုင်တဲ့ plan က3မျိုးရှိမှအဲ့ထဲမှာကြာရင်မိနစ်120ကိုရန်13000မိနစ်150ကိုရန်1000ခွဲမိနစ်180ကိုရန်18000 3မျိုးရွေးလို့ရပါတယ်နန်းတို့ကတော့တိတ်မစားနိုင်တဲ့အတွက်ကြောင့်လို့မိနစ်120ဟာရွေးချက်ခဲ့ပါတယ်ရှင်ကင်းစာဟပ်ပေါ်ကတော့ကင်းစာအခီမှာလည်းရှိရယ်ရှင်ဂျူကုအခီမှာလည်းရှိရယ်နှစ်ဆိုင်ရှိရပါတော့နန်းကတော့ကင်းစာအခီမှာရှိရဆိုင်ကိုနှစ်ခါသွားပူးပြီးဒီနေ့မိတ်ဆက်ပေးတဲ့ဆိုင်လေးကတော့ရှင်ဂျူကုဆိုင်ပထမတစ်ခါလာတာပေါ့နော်အစားအစာတွေကလည်းပဲနှစ်ဆိုင်လုံးကအဲ့လောက်ကြီးမကွာဘူးအဲ့ကြောင့်မလို့တငယ်ချင်းတို့အိမ်နဲ့နီးတဲ့ဆိုင်လေးကိုရွေးချိန်မှာသွားပေါ့နော်အဆင်ပြေတဲ့ဆိုင်လေးရွေးချိန်ပြီးသွားကြည့်ပါရှင့်ဒါဆိုရင်ဒီဆိုင်မှာဘာတွေစားခဲ့တယ်ဆိုတာကိုအဆုံးထိဆက်လက်ပြီးကြည့်ရှုပေးပါအောင်နော်ဒီချစ်လို့ကနေနေမဟုတ်ဘူး။စားနေတယ်မျိုးပုံရှိတဲ့အပေါ်မှာဝတ်သားတွေရောအမဲသားတွေရောအစုံပဲဒီချစ်လို့ကြည့်ပါဦး။ကနေနေအများကြီးပဲနဲ့စီးတွေမဟုတ်ဘူးနဲ့ဒီမှာအသားတွေကိုဝတ်ရှာတွေအမဲရှာတွေစုံမဲတော့ဒီချစ်လို့နဲတော့မိုက်တာစားနေအရင်စားချင်နေပြီလား။ဒီချစ်လို့တဲ့ဒီဘက်မှာလည်းကြည့်ပါဦး။ဆူရှီတွေမျိုးစုံပဲဒီကနာတူရရှိရနော်။ငါဦးလေးစုံမဲနေဒီဘက်တော့ညာရီမှာလည်းဘယ်လိုပြောရမလဲစီးပူတွေရောအသားတွေရောဆူရှီရောအမျိုးစုံပဲရှိနေတယ်ကျွန်တော်ကြည့်အောင်ရှင်ဒါကြတော့ကနေအပေါ်ထဲမှာထည့်ထားတယ်ကနေလေးပါတယ်ဟိုမှာလည်းအားရှိလေးပါတယ်နဲလို့ဒီနောက်ဦးလေးလည်းပါတယ်လားစားလို့ကောင်းမဲ့ပုံပဲနော်ဒီစင်တော့ဒီမှာလာစားကြည့်ကြပါနော်ဒီစင်တော့ကြည့်ကြပါဦးမှာဂုံးကောင်တွေရောပြီးကြရင်ဒီခါနဲ့တော့ပါပြည့်တယ်ဂုံးကောင်တွေကလည်းအများကြီးပဲအမျိုးစုံပဲနော်ခီယူတွေကလည်းအများကြီးပဲတကယ်ချင်းလို့ပါပြည့်တွေနဲ့မပြောနိုင်ဘူးပြောတတ်တော့ဘူးလားအများကြီးပဲဒီဥစ္စာအဝစားတော့စိတ်တော့စားနော်
နဲတို့2နာရီအခုနဲတို့ဒီဆိုင်လာတာတယောက်ကို1300ရဲ1300ပါရှင့်ကနေနေရလဲ king crab လေးနောက်မှမကြည့်အောင်လက်လေးလေးလုပ်ပေးထားလိုက်လားကနေလက်မလေးနောက်မှပစုံကလည်းပဲ share ပဲနောက်ဒီကနေကိုကြည့်ပါဦးဒီကနေနဲနဲပဲဒီဥစားကိုအရင်ကိုမစိတ်ဝင်စားနေပါလေရှင့်ပြင်ရှင်းတို့ရောပဲဘလို့ထင်ကြလဲမသိဘူးเนาะဒီဆိုင်လေးကို comment မှာလည်းရေးခဲ့ပေးပါနော်ပြင်ရှင်းတို့ရေအချို့ဝဲတွေအများကြီးပဲเนาะဒီမှာကြည့်ပါအောင်ဒီဥစားကြောင့်ဟိုနက်ကက်ကြော်လေးရယ်ဒီမှာကြာကော်ပြန်ကြော်ဒီမှာကစုံကနေဒီထက်လည်းကနေကြော်ပါရှင့်နောက်ပြကြရင်ဘုံကောင်လေးကြော်ပါဒီမှာကြာတော့ရေပွဲကပါကြော်လေးတော့မသိဘူးအမဲသားတဲ့ပြီးချက်သားဝေါဒီချင်းတို့ပြပါအောင်ချက်ကင်လေးပြီးကြရင်ဒီဥစားနဲ့ကြိုက်တဲ့စိတ်သားဟေးဒီမှာကြည့်ပါဦးကိုပြန်ကြော်အနီနဲ့အမဲနဲ့ဟေးဒီဥစားချောကလက်နဲ့ချောကလက်နဲ့ကြော်ထားဒီမှာကြာတော့အပရီနဲ့ကြော်ထားတာတဲ့များကြီးပဲရှိရတော့တကယ်ချင်းအရင်တန်နေဒီချက်လို့ရင်ဒီမှာစုံပါပဲရှင်ဒီမှာကြော်လေးပါနော်ခင်းကြော်လေးမိုးကြော်လေးတွေပြီးကြရင်ခုမှကြာခင်းရဲ့အကြော်လေးတွေပြီးရပြီပစုံနဲ့ကြော်ဟာပဲပြီးတောင်းရှိကြော်ပြီးကြရင်မြစ်ကြော်ကြရင်ပစုံချက်ထားတာလေးရယ်အမဲသားရယ်နောက်မှဒီဘက်မှာကျတော့အမဲသားနဲ့စီဖူးနဲ့ချက်ထားတဲ့ခါလေးတွေဝေါဒင်းဆန်လေးပါရှင့်ဒီဖက်မှာဝတ်သားအားလို့ဆိုအရင်စားလို့ကောင်းခဲ့ဟာနောက်မှဒီဖက်မှာလည်းဒင်းဆန်လေးပါရှင့်နောက်မှဒီဖက်မှာကမြုပ်ကျော်လေးပါမြုပ်နဲ့ပစုံနဲ့ကျော်ထားတာပါရှင့်ပြီးကြရင်ဒီဖက်မှာကျတော့ဝတ်သားချင်းနေကျော်တာဒီဥစားပစုံရဲစားလို့ကောင်းမဲ့ပုံပဲနော်နောက်မှဒီမှာခင်းရွက်လေးကျော်ပါရှင့်ဒီချင်းတို့ရောဟင်းနေဒီလောက်အများကြီးပြထားစားချင်စရာကြီးနော်ဝတ်ပေါင်6ကြီးဝတ်ပေါင်6နဲ့အခုမှကျတော့ဘေကင်လေးBaking duck ဒီမှာဝါဒါလည်းစားချင်စရာလေးနော်တော့ဆက်လေးနဲ့ပြင်ပေးထားတာနော်နဲတော့ပိုက်တကူမီနေချင်းတို့ရေဒါဆိုရင်နဲနဲ့ဆိုင်ထဲမှာဝင်ကြည့်ကြအောင်ဆိုင်ထဲမှာတော့ခုံက342ခုံရှိမှအရင်ကျတဲ့ဆိုင်ဖြစ်ပါတယ်ငယ်ချင်းတို့ရေ2024ခုနှစ်12လပိုင်းမှာစောက်ဖွင့်ထားပါတယ်ဖွင့်မှာအခုလည်းဆိုရင်နှစ်ကြာပြီပေါ့နော်ဒါပေမဲ့ဆိုင်ထဲမှာတော့တန်ရှင်းအထဲမှာအတွင်ပြားတော့လပရှိတော့မှာပဲရှင့်ဒါဆိုရင်ဟင်းတွေတော့ယူပါမယ်ရှင့်ဟင်းကတော့ပထမဆုံးယူမှာတော့king crab ကိုယူပါမယ်ရှင့်အဲ့မှာအများကြီးထည့်ပါမယ်ပြီးကြရင်ဒီကနေတကောင်လုံးထည့်ပါမယ်ထိုကဲဇွိုင်းခါနီလို့ခေါ်ရကြပြန်တော့အစူးတွေယူရတဲ့ကိုတော့အဲ့ဥစားတကောင်ယူထည့်ပါမယ်ရင်းနေတော့3ကောင်စားကြမယ်အကောင်အရှင်နေနော်အကောင်အရှင်နေဒါလေးယူမယ်ဘယ်ကဟာလေးယူမယ်နောက်မှတကယ်ချင်းလို့ရေကျိုးစားအဝါဒီလို့ခေါ်မြန်မာလိုနဲ့မခေါ်တော့ဘူးကမှလည်းမသိဘူးမြန်မာလိုဘယ်လိုခေါ်လဲမသိဘူးခေါ်တဲ့လူရှိနေလေပြအောင်နော်တဲ့ပြီးကြရင်ဘက်ကဘုံကောင်နေယူပါမယ်ရှင်ပါယူမယ်ပြီးကြရင်ဘက်ကဒါလေးယူပါမယ်ရှင်အဲ့တော့ညနေတော့ပတ်တာယူမယ်ပတ်တာဒါလေးတို့ဒီမှာထားရင်မှာတင်ရကြပြီးကြရင်ဆာရှိမီစားကြမယ်တကယ်ရှင်ရုပ်စားကြတော့မာကီရိုလေးဆာမောလေးယူပါမယ်ရှင်ဒီဘွေးယူပါမယ်ရှင်ဒီပဟာဒါဘူးလာဒီချင်းတို့နဲ့အရင်ကြိုက်
စားသေးလေးပါရှင်ရေချစ်လို့အသားထိတ်ကြမယ်အသားလေးရှယ်ပဲနော်အသားတွေကဒီတိုင်းအောက်ကဟာလေးပဲယူပါဒီတိုင်းအောက်ကဟာဒီရောပါလေးအနေနဲ့ယူပါမယ်ဒီစင်းလေးဒီကြရဲ့နဲရှိုက်တဲ့ဝါကရီစာလားဝါကရီစာအဲ့ဒီတော့ခုမေဒီကြရဲ့ဒီမှာလည်းနဲချိုက်တဲ့ခါလေးဒါလေးယူမယ်ဒါလေးပါလေးလည်းမသိဘူး။တော့ပြီးတော့နေ။ပါလေးလည်းမသိဘူး။ကြောက်။Dat doe je. ကနေပြောလေ။ဒါလေးတင်ရှင်ဘဲရဲ့ဟာပါလေတဲ့ဘဲအတဲ့ရဲ့စီကြီးရဲ့လာဒီမှာလေအားဒီစားကြည့်ရရှိဒါလေးနှစ်ခုယူပါမယ်ဒီချက်တွေရုပ်စာကြတော့ဆာမွန်နဲ့ငါးဥလေးပါတယ်ဒီခုဒါဆိုရင်ငါးဥလေးပါတဲ့ဟာဆူရှီလေးပေါ့နော်ဒီရုပ်စာလည်းအပေါ်မှာလည်းပဲငါးဥဆူရှီလေးပါရှင့်အဲ့လိုဆိုရင်ဒါလေးကိုယူပါမယ်နော်နှစ်ခုယူပါမယ်ချစ်စရာလေးနော်ဒီကြရင်အပေါ်ကလည်းပဲယူပါမယ်ရှင့်ဒီကြရင်ထပ်မှာကြတော့ဒီမှာဥညီအားချင်လို့ခေါ်လားခေါ်ပါလေအင်္ဂလိပ်လိုကြရင်ဒီဥစ္စာလည်းပဲအရင်ကြိုက်ပဲခုမှတော့ယူဒီနောက်မှာကြာရင်နောက်ပြကြဒီမှာဟောပါလေစနငါကိုဟောတော့လို့ခေါ်တဲ့စနငါဒီပါမယ်ရှင်ဒီစားလေးပဲလက်ခုဒီပါမယ်ဒီကြာရင်ငါရှင်းလားဂျပန်ငါရှင်းလို့ခေါ်လားဒီငါလေးအရင်စားလို့ကောင်းတယ်ဒီလားဝါတော့အပေါ်မှာအချို sauce လေးအမျိုးဂျပန် sauce လေးလောက်ထားတာဒါလေးလည်းနှစ်ခုယူပါမယ်ချင်းလို့ရနေအရင်လိုချင်တဲ့ဒီဟွာကနေယူပါမယ်ရှင့်အနေကတော့ဒီမှာအစုံပါနော်အစုံပဲငင်းရှင်းလို့ရှိပါအောင်ရှင့်ဒါလေးတစ်ခုယူမယ်တော့စားကြရအောင်ဒါဆိုရင်ကနေကိုပထမဆုံးกินစားပါမယ်ရှင်ဒီကနေလေးတော့กินပြီးလေးစားလို့ရပါတယ်ဒီတိုင်းလေးစားလို့ရတယ်တကယ်ချင်းတို့အပူကြိုက်တဲ့လူဆိုရင်တော့กินပြီးစားပြီးကြအေးလေးကြိုက်တဲ့လူဆိုရင်တော့ဒီတိုင်းစားပါနော်မမဒီကနေတကောင်လုံးกินလိုက်ပါမယ်ရှင်ကနေกินနေတဲ့အချိန်မှာရှားဟင်းတွေစားပါမယ်ရှင်အခုကဘဲရဲ့အသေးကိုအသားနဲ့လိပ်ပြီးမှกินထားတဲ့ဟာလေးစားပါမယ်တရုတ်စားဒီလိုပဲ quality တွေအရင်မြင်မှာစားလို့အရင်ကောင်းပါတယ်ရှင်တားရင်တော့စားတဲ့ချိန်ကျရင်နဲ့အမြဲမှာစားတဲ့အမဲကလေးစားလည်းရှိပါတယ်အရင်စားလို့ကောင်းတဲ့အတွက်ကြောင့်မလို့တကယ်ရှင်တို့ဆိုင်သွားရင်လည်းပဲစားကြည့်ကြပါနော်
กินပြီးတော့တဲ့ကနန်းကိုမစားခင်နန်းတို့ဒီကုန်းကောင်လေးစီးဖူးတွေခ ्यू တွေကိုกินပါမယ်ခ ्यू တွေကလေအကောင်လုံးအရှင်တွေပဲဖြစ်နေတော့လေအဲ့မှာกินနေတဲ့အချိန်မှာလှစီဖြစ်နေရည်လားဆူရှီကတော့ဘယ်လိုနေလဲမသိနော်စားကြည့်ကြအောင်ခုနည်းစားတာကတော့ဒူနာငါထော်တော့လို့ခေါ်ပါဘောနော်ငါစီတွေပါတော့အရန်ကိုအရတာရှိတာပဲဟိုဝါလိုက်ရတဲ့အစီကပြန့်သွားအဲ့လိုမျိုးပတ်ဆက်ထဲမှာပေါ့နော်ဆမ်မွန်ငါဘောငါဥလေးတင်ဟာဒါလေးလည်းအရန်စားလို့ကောင်းပါတယ်ရှင်ဒါလေးကတော့ဂျပန်ငရှင်းပါနူးနူးအီလေးအရန်ကိုစားလို့ကောင်းပါတယ်အခုစားလိုက်တဲ့ဆူရှီတွေကလည်းအကလုံး level မြင့်မြင့်နဲ့စားလို့အရန်ကောင်းပါတယ်ရှင်တောက်စီရတော့ပထမဆုံးကတော့နန်ကိုလာဟိုက်ဘော်လူတောက်လိုက်ပါတယ်ရှင်ဒီနေ့ကတော့နေ့တွေကနေတောက်လို့ရတဲ့ရက်လေးပေါ့နော်စားတာအချိန်ကနည်းနည်းတက်လာပြီဆိုတော့ကနန်းစားပါမယ်ရှင်ကနန်းကတော့ဟိုအစူးပါတဲ့ကနန်းလေးရှိပေမဲ့ तू ကနည်းနည်းလေးကက်ကြီးနဲ့ဖြတ်တာလက်ပေါက်ဝင်လို့နန်းကတော့ king crab ကိုစားရတာပိုကြိုက်ပါတယ်ရှင်နန်းတို့နော်ဒီ king crab ကိုအင်တာနက်မှာဝယ်ရင်လေးချောင်းကိုရမ်း1000လောက်ပေးရတယ်ဒါပေမဲ့ဒီဆိုင်မှာကျတော့ तू က king crab ကို buffet နဲ့စားလို့ရတယ်ဆိုတော့မိုက်ရလို့မထင်ကြအောင်လားရှင်တကယ်ရှင်တို့ရေနောက်ပြီးတော့မြန်မာပြည်မှာကြာရင်ဒီ king crab တွေကဘယ်ဆေးတော့ရှိတယ်မသိဘူးเนาะသိတဲ့လူရှိရင်လည်း comment မှာရေးခဲ့ပေးပါဦးเนาะတကယ်ရှင်တို့ရေကနေကိုဒီတိုင်းစားရင်လည်းပဲစားလို့ကောင်းပါလေဒါပေမဲ့ခဏိမီဆော့ဆိုတဲ့အဲ့အနက်လေးနဲ့တို့စားရင်ပိုစားလို့ကောင်းတယ်လို့ပြောကြတော့နဲ့စားကြည့်လိုက်ပါတယ်စားကြည့်လိုက်တော့တကယ်ကိုအရင်ကောင်းပါတယ်ရှင်အကယ်တကယ်ရှင်တို့ဆိုင်သွားစားတဲ့ချိန်ကြရင်လည်းစမ်းစားကြည့်ပါနော်အစူးပါတဲ့ကနန်းလေးပဲနင်းကပထမဆုံးစားဆိုတော့စိတ်လှုပ်ရှားခဲ့ပြီးပြီးကြရင်တရုပ်စာဖွင့်ရတာလည်းအရင်ခက်တာဒီကနန်းလေးရလေအရတာကတော့အခုနကစားခဲ့တဲ့ဟိုကနန်းအနှစ်ထက်ဒီကနန်းကပိုမှအရတာရှိပါတယ်အင်္ဂါမျိုးသားပြောရဲဂျပန်တွေကတဲ့ဒီအရက်ကိုကနန်းရဲ့အနှစ်ထဲမှာထဲမှာတောက်လေးရှိကြတယ်တဲ့အာနန်းကိုဆန်းကြည့်ပါလားဆိုပြီးမှပေါ့နော်အဲကြောင့်နန်းလည်းဆန်းကြည့်တာပေါ့နော်ဒီသူတို့ဂျပန်အရက်ကိုတောက်လို့ကောင်းတဲ့ဟာနဲ့စားလို့ကောင်းတဲ့ဟာနဲ့ရောပြီးမှဆိုရင်ပိုပြီးမှစားလို့ကောင်းမလားဆိုမှနန်းလည်းဆန်းကြည့်ရနန်းကတော့ဒီလိုအရက်တွေပူတဲ့ရက်တွေတောက်လို့မရှိတော့လीနော်အဲကြောင့်မလို့ဒီဥစ္စာတောက်ကြည့်တာလုံးဝကိုဘယ်လိုပြောမှတော့မခံစားနိုင်ဘူးမတောက်တော့တောက်လို့လည်းမကောင်းမျက်နှာတော့ဒါကြည့်လိုက်တော့အဲ့မှာအိမ်ကမျိုးသားကတော့တောက်မှတောက်လို့ကောင်းတယ်လို့ပြောတယ်သူကတော့နောက်တစ်ခုကျတော့နန်းတို့ဒီဝက်ပေါင်6သားနဲ့တခွားမွေးနဲ့အတူတူစားပါမယ်ရှင်နန်းလေးလေးဒီရောပြီးစားတာပထမတစ်ချိန်စားတာလောက်ဒီစားလို့ကောင်းတယ်မှလည်းမပါဘူးเนาะတကယ်ချင်းတို့ရောဒီဥစ္စာရောပြီးစားတာကြိုက်ကြလားမသိဘူးเนาะ comment မှာနဲ့ကိုရေးခဲ့ပေးပါเนาะပြီးရင်စီးဟုတ်စားပါမယ်ရှင် oyster ကတော့အစိမ်းထက်กินပြီးမှစားတာကပိုကောင်းတယ်ထင်လို့နန်းကတော့กินပြီးစားတာပိုကြိုက်ပါတယ်ရှင်ဒီဥစ္စာကြတော့ဟိုတာတဲ့လို့ခေါ်တဲ့ကုန်းကောင်လေးပေါ့နော်အဲ့အပေါ်မှာဘာတာလေးတင်ပြီးမှกินလိုက်တာပေါ့နော်กินမှအဲ့မှာနူးနူးအီအီလေးပဲအရန်ကိုစားလို့ကောင်းပါတယ်
နောက်မှဒီခရုလေးနဲ့မခေါ်တော့ဘူးလားနန်းတော့ရှာဘလို့တို့ခေါ်ရလားအဲ့ဒါကိုသူစားတဲ့အချိန်မှာငါဖယ်စားတယ်လို့မျိုးပဲဒီလားသူ့ရဲ့ဒီဘယ်လိုပြောဝါတဲ့အချိန်ကြရင်လေဖယ်စားတဲ့အတိုင်းပဲစားလို့ကောင်းဒီဥစ္စာကြတော့ဆက်စားရဲလို့ခေါ်တဲ့ခရုလေးကိုလေအထက်ကနေသူ့အသားကိုထုတ်လို့ကိုမရအောင်ထုတ်ရတာအရင်ခက်တာပဲအဲ့ဒါလေးနဲ့ဟိုလေလွယ်လေးထုတ်လို့ရတဲ့နီးလေးရှိနေတယ်ကွန်မန့်မှာနင်းကိုတင်ပေးပါအောင်ရှင်ပြီးအသားကင်စားပါမယ်ရှင်ဒီအသားကလေနော်နင်းတို့ဒီ buffet စားတဲ့အသားအနေနဲ့စားရင်တော့တော်တော်လေးကိုကောင်းတဲ့အသားတိုင်းမှာပါတယ်ရှင်အဲကြောင့်မလို့အသားတွေကတော့အများကြီးစားရင်ပိုက်ဝါတော့မှဆိုတော့နင်းကတော့နည်းနည်းပဲစားခဲ့ပါလေရှင်တားကင်လေးလည်းပဲအရင် juicy ဖြစ်မှာလေအနူးညံ့မှစားလို့အရင်ကောင်းပါတယ်ရှင်ဆာရှိမီထဲမှာနဲ့ကြိုက်ခဲရတွေကတော့ဒီရေပွဲလေးပါရှင်ရေပွဲလေးကသူစားတဲ့အချိန်မှာဝါရတဲ့အထီသွေးတွေကြိုက်လို့နဲ့ဒီဥစ္စာကိုတငယ်ချင်းတို့ကိုလည်းအကျဉ်စားဖို့အကျဉ်ပြုပါတယ်နော်ချင်းတို့ရင်းနဲ့နောက်မှာရှိရတော့ drink bar မှာဘီယာရတယ်ဒီဘက်မှာကြာရင်comment ဆက်လို့ဆက်တော့မှဒီဘက်မှာလေးပဲဘီယာအစုံရှိရပလင်းနဲ့ပြီးကြရင်ကိုရီးယားရက်တွေလည်းရှိရဲဒါဂျပန်ရက်တွေပါရှင်ဂျပန်ရက်တွေအပေါ်ကလည်းရှမ်ပန်းတွေအများကြီးပဲเนาะမျိုးစုံပဲရှိရဒီဖက်ကကြတော့အရက်ပဲနည်းဘယ်လိုပြောမလဲနည်းမခေါ်တော့ဘူးအရက်ဂျပန်ရက်လည်းဂျပန်ရက်ပဲနောက်ပြီးကြတော့ဒီဖက်မှာဝိုင်းနေလည်းရှိရဝိုင်း glass တွေလည်းအများကြီးထားပေးထားပါတယ်ဒီမှာဂျပန်ရက်ဘီယာတွေအဆာဟီလိုခီရင်းနေနောက်မှဒီဖက်မှာကြတော့ဝီစကီတွေဒီကော့တေးတွေရှိပါတယ်ရှင်ဒီမှာကြာကော့ကလုံးကော့ကိုဖြော်ပုံတော့ဒီဖက်မှာဆိုတာတွေတို့ထည့်ပေးထားပါတယ်နောက်ပြီးကြရင်ဒီဖက်မှာလည်းပဲဝီစကီတွေပါရှင်ပြီးကြရင်ဒီမှာသူတို့ကဟိုပါလေရေခဲတုံးနေတယ်ဒီမှာကလုံးဒီထားပေးဒီဖက်မှာကြာရင်ဝိုင်းဘူးပါရှင်ကြီးပဲကြည့်ပါဒီဖက်မှာဝိုင်းအပြူရောင်နဲ့ဒီဖက်မှာဝိုင်းအနီရောင်ရှိပါတယ်ရှင်ကြိုက်တဲ့ဟာတော့ရက်တွေကအရင်များတော့ဘာတောက်ရမလဲဝေခွဲမြဖြစ်သွားတဲ့အတွက်ကြောင့်မလို့နင်းကဒီကော့သေးလေးကိုရွေးချယ်လိုက်ပါတယ်ရှင်တောက်လို့ကောင်းပါတယ်ချိုလေးပါပဲဒီရက်လေးကဟိုဘယ်လိုပြောမှတော့အရက်ပါစင်လေးကလည်းအဲ့လောက်ကြီးမမြင့်ပါဘူးရှင်အိမ်ကအမျိုးသားကတော့သူအရက်သိမ့်မတောက်နိုင်တဲ့အတွက်ကြောင့်မလို့သူရွေးချယ်လိုက်တာကတော့လာမနေလို့ခေါ်တဲ့ဒီဖြော်ရည်လေးပေါ့နော်ဒီဖြော်ရည်လေးကတော့ဂျပန်အရင်တော့ကတည်းကရှိတဲ့ဖြော်ရည်လေးပါရှင်နောက်မှသူဖွင့်တဲ့ပုံစံလေးကလည်းထူးထူးခြားခြားလေးနဲ့တော့ပထမတော့မဖွင့်တတ်ဘူးပြနေတာပေါ့နော်ဖွင့်ကြည့်အောင်ဖွင့်မရဘူးနောက်ကြမှာအမျိုးသားကိုဖွင့်ပေးပါလို့ပြောမှသူကတင်ပေးမှအဲ့ကြမှာဖွင့်တော့တငယ်ချင်းတို့ရောဒီဆိုင်လေးသွားတဲ့အချိန်ကြရင်တောက်ကြည့်ကြပါနော်ဒါလေးကတော့9ဦးဆူရှီလေးပါရှင်ဒီဥစ္စာလေးကျတော့အားချင်းဥညီဆူရှီလေးပါရှင်ပိုင်းကတော့ပြည်လာပြီမဲ့ကနန်းလေးကိုလိုက်ပွဲလေးဆွဲခဲ့ပါတယ်ရှင်တခြားဟာတွေလည်းစားစရာတွေအများကြီးရှိရဲ့ဟိုနင်တို့စိတ်သားကင်တို့ဒီ baking duck လို့နင်တို့တခြားကြော်ထားတဲ့အကြော်လော်တွေလည်းအများကြီးရှိရဲ့အဲ့ဒါတွေအကလုံးကတော့နင်းတော့မစားနိုင်ဘူးအများကြီးဟိုစုံစီမြောင်စားတော့မစားနိုင်ဘူး
တငယ်ချင်းတို့ဒီဗီဒီယိုလေးကြည့်မှဘယ်လိုထင်ကြလဲမသိဘူးเนาะတငယ်ချင်းတို့စားချင်တဲ့အစားအစာဟင်းတွေပါလားမသိဘူးရှင့်ဒီတစ်ခါတော့နန်းကတော့ဒီရှင်ကျုခုဆိုင်ကိုလာခဲ့တာပါเนาะအရင်တော့တွားခဲ့တဲ့ဒီကင်ဆာဆိုင်တွားတော့ထက်ဆိုင်တော့ဒီဆိုင်လေးကပိုအဆင်ပြေခဲ့တဲ့နန်းတွားကြရလीเนาะကင်ဆာဆိုင်မှာကြာလူတွေကလည်းအများကြီးပဲဟိုဘယ်လိုမျိုးမှတော့ဟင်းတွေတွားယူတဲ့အချိန်ကြာလည်းတန်းစီနေရတာလည်းအမျိုးနည်းနည်းကြာတာအမျိုးယူရတာနည်းနည်းခက်တာပေါ့เนาะအဲကြောင့်မလို့နန်းကတော့ဒီရှင်ချီခုဆိုင်ကိုပိုပြီးမှသဘောကျပါတယ်ရှင့်ဒီဆိုင်လေးရဲ့ staff တွေလည်းပဲဝန်ဆောင်မှုတွေအရန်ကောင်းပါတယ်ရှင်နောက်ပြီးတော့ဒီဆိုင်မှာကျတော့လည်းတွားတော့ပါတော့ဂျပန်လူမျိုးကတော့ 20% လောက်ကျန်တဲ့ 80% လောက်ကတော့နိုင်ငံခြားသားတွေပဲအဲကြောင့်မို့ဒီဆိုင်ဘယ်လိုပြောရအောင်ဂျပန်ရောနိုင်ငံခြားမှာရောနိုင်ငံခြားသားတွေရဲ့အတွက်ရောနာမည်ကြီးတဲ့ဆိုင်လို့ထင်ပါတယ်ရှင်ဒီတစ်ခါတော့နည်းရဲ့မွေးနေ့မလို့နည်းတို့ lunch သွားစားခဲ့ပါတယ်ရှင်ရန်3000ဆိုရင်တော့နည်းနည်းလေးဈေးကြီးရဲ့ထဲမှာတော့ပါပါဗောနော်ဒါပေမဲ့မွေးနေ့ဆိုတော့လည်းပဲသွားခဲ့ကြတယ်အဲကြောင့်မလို့တငယ်ချင်းတို့လည်းပဲကိုယ့်ရဲ့ချစ်သူတို့မဟုတ်တငယ်ချင်းတွေနဲ့အတူတူသွားစားကြည့်ဖို့အကြံပြုပါတယ်ရှင်ဒီဆိုင်လေးကတကယ်ကိုအကြံပြုပါတယ်နောက်ဆုံးအချိုသေးတဲ့အနေနဲ့ကတော့ဒီအချိုပွဲတွေသူတို့တွေကကိတ်နေတယ်ရှိရရေခဲမုံနေတယ်ရှိရပေါ့နော်နန်းအများကြီးစားပြီးမှcarry over တွေရမ်းဖြစ်မှာဆိုလို့နန်းကတော့ကိတ်တွေခဲမုံတွေမစားဘဲနဲ့အတီးတွေရွေးခဲ့ပါတယ်ရှင်အတီးတွေကလည်းပဲယာဒီပေါ်တီးတွေအကြောင်းမလို့အရန်ကိုချိုးမှအရန်စားလို့ကောင်းပါတယ်ごちそうさまでしたサラダビシဒီနေ့ချက်တော့ဒီနေ့ကတော့လည်းရှင်ဂျီကိုကင်းစာဟပ်ပေါ်တဲ့တီကိုလာခဲ့ပါတယ်နနိုင်စားတာကိုပတ်စံဘလောက်ကြလဲဆိုတော့ရန်16,000ကျပါတယ်ရှင်ဒီနေ့လာတဲ့ရှင်ဂျီကိုဆိုင်လေးကတော့အဓိကကပေါ့နော်ဒီကနန်းနေ king crab ကိုစားတာတော့အရန်ကိုစိတ်ကျဉ်တဲ့ဆရာကောင်းတယ်နောက်ပြီးကျတော့ဆိုင်ရဲ့တွင်ထဲမှာလည်းပဲဒီ staff ရဲ့ဘယ်လိုပြောမှတော့ဒီစကားပြောတဲ့ပုံစံတွေဟိုဘယ်လိုပြောအဆင်ပြေရပေါ့နော်တခြားဆိုင်တော့အရင်တော့တုံးလေးဆိုင်လိုမျိုးမဟုတ်ဘူးနောက်မှစားစရာတွေလည်းပဲအများကြီးပဲရှိရဒီ seafood တွေမဟုတ်အသားတွေလည်းအများကြီးရှိတော့အရန်ကိုကျင်းတဲ့ဆရာကအရတယ်တောက်လို့ရပါတယ်ရှင်အဲကြောင့်မလို့နေကတော့ဒီနေ့လာတဲ့ခါတော့အရန်ကိုစိတ်ကျဉ်နေပါတယ်တကယ်ချင်းတို့လည်းအချိန်ရရင်ဒီစားဖို့လာကြည့်ပါနော် line မှာစားပြီးတဲ့အချိန်တိုင်း comment မှာလည်းပဲမဆက်လေးရေးခဲ့ပြပါနော် bye bye